ကောင်လေးကတန်ချိတက်ပြီးဟောင်းနှွမ်းနေတဲ့တန်သားကိုကြည့်လိုက်ပြီးဒါကတကယ်တော့နတ်သားတက်လက်ဆိုတာချက်ချင်းသိသွားခဲ့တယ်သူကအဖေကိုချက်ချင်းလေးလံဆွဲပြီးဝယ်ပေးဖို့တောင်းဆိုလိုက်တယ်ဒါပေမဲ့အဖေကတော့ဒီဟောင်းနှွမ်းနေတဲ့ဓာတ်ကအကျိုးမရှိတဲ့အမိုက်တစ်ခုပဲလို့ထင်နေခဲ့တယ်ဒီတန်သားကိုဘယ်သူမှဝယ်မှာမဟုတ်ဘူးလို့သူယုံကြည်နေခဲ့တယ်အခြားလူတွေကလည်းအဖေနဲ့တူတူပဲပြောကြတယ်ဒီဓာတ်ကိုဝယ်မဲ့သူကယူနေတဲ့သူပဲဖြစ်မယ်လို့လူတိုင်းရေမောပြောဆိုနေကြတယ် Music အဲ့ဒီအချိန်မှာအကောင်လေးကအဖေရဲ့လက်ကိုဆွဲပြီးလေးလံဈေးကိုဓာတ်ရိုက်ခေါ်လိုက်တယ်ဒီမြင်ကွင်းကြောင့်လူတိုင်းမယုံနိုင်အောင်အံ့ဩသွားကြတယ်လေးလံတင်သူကနောက်ထပ်ဈေးတက်မဲ့သူရှိသေးလားလို့မေးခဲ့ပေမဲ့ဘယ်သူမှလက်မထောင်ရဲတော့ဘူးနောက်ဆုံးမှာတော့သူတို့ကဒီဓာတ်ကိုဒေါ်လာ9000နဲ့ဝယ်လိုက်နိုင်ခဲ့တယ်အဖေကဒေါသအပြည့်နဲ့ဓာတ်ကိုကင်ထားပေမဲ့ကောင်လေးကတော့အယမ်းပျော်နေခဲ့တယ်သူကအဖေကိုမကြခင်ကျွန်တော်တို့အယမ်းချမ်းသာလာတော့မယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲလေးလံတင်သူကဒုတိယပစ္စည်းကိုစတင်လေးလံတင်လိုက်တယ်သူကဒီကြောက်တုံးတွေထဲမှာအလွန်တန်မိုးကြီးတဲ့ကြောက်မြက်တစ်ခုပါဝင်နေနိုင်တယ်လို့ပြောခဲ့တယ်တောင်မဟုတ်ရင်အတွင်းမှာကြောက်စိမ့်မှာဖုံးကွယ်နေနိုင်တယ်တဲ့ဒီစကားကြားပြီးလူတိုင်းစိတ်လှုပ်ရှားသွားကြတယ် Music အဲ့ဒီအချိန်မှာမင်းကလေးကဘသူကပိုတန်မိုးကြီးတဲ့ကြောက်စိမ့်ကိုအရင်ရှာနိုင်မလဲဆိုပြီးကောင်လေးကိုလောင်းကြီးလုပ်ဖို့ပြောလိုက်တယ်ဒီမင်းကလေးကလည်းဒီလုပ်ငန်းထဲမှာနာမည်ကြီးရတနာကဲဖြတ်သူတယောက်ဖြစ်နေခဲ့တယ်ကောင်လေးကယုံကြည်မှုအပြည့်နဲ့သဘောတူလိုက်တယ်ပြီးတော့ကလေးနှစ်ယောက်ကကြောက်တုံးပုံကြီးစီလျှောက်သွားကြတယ်မင်းကလေးကကြောက်တုံးတုံးကိုစစ်ဆေးမဲ့အချိန်မှာသူမအဖေကချက်ချင်းလူယူသွားလိုက်တယ်ပြီးတော့မီးအိမ်နဲ့တေချာစွာစစ်ဆေးကြည့်ပြီးအတွင်းမှာစပ်ပြဲကြောက်မြက်တွေတေချာပေါက်ရှိနေတယ်လို့စိတ်လှုပ်ရှားစွာပြောလိုက်တယ်မင်းကလေးလည်းဒီကြောက်ကိုအယမ်းကျေနပ်သွားပြီးမဆိုင်မတွရွေးချယ်လိုက်တယ်ဒါပေမဲ့ကောင်လေးကတော့ဒီကြောက်ထဲမှာဘာမှမရှိဘူးလို့ပြောလိုက်တယ် Music ဒါပေမဲ့မင်းကလေးအဖေကတော့အပြည့်အဝယုံကြည်နေခဲ့တယ်ကောင်လေးကသူ့ရဲ့ grade မျက်လုံးစွမ်းအားကိုအသုံးပြုပြီးအခြားကြောက်တုံးတုံးကိုစကန်ဖတ်လိုက်တယ်အဲ့ဒီကြောက်အတွင်းမှာအစင်းမြင့်ကြောက်စိမ့်တစ်ခုဖုံးကွယ်နေတာကိုတွေ့လိုက်ရတယ်သူဒီကြောက်ကိုရွေးချယ်လိုက်တဲ့အချိန်မှာတော့ဘယ်သူမှသူ့ကိုအထင်မကြီးခဲ့ကြဘူးပြီးတော့အလုသမားတွေကိုကြောက်နဲ့တုံးကိုခွဲဖို့ပြောလိုက်ကြတယ်အလုသမားကမင်းကလေးရဲ့ကြောက်ကိုခွဲလိုက်တဲ့အခါတကယ်ပဲအတွင်းမှာကြောက်စိမ့်ရှိနေခဲ့တယ်လူတိုင်းကမင်းကလေးအတွက်ဂုဏ်ယူနေကြတဲ့အချိန်မှာပဲအလုသမားကသူတို့စကားကိုဖျက်ပြောလိုက်တယ်ဘာကြောင့်လဲဆိုတော့ကြောက်စိမ့်ကကြောက်တုံးရဲ့အစိပ်ပိုင်းတေးသေးလေးတစ်ခုထဲမှာပဲရှိနေပြီးကျန်တဲ့နေရာတွေမှာဘာမှမရှိခဲ့ဘူးဒီအရာကြောင့်လူတိုင်းအယမ်းစိတ်သက်သွားကြတယ်ဒါပေမဲ့မင်းကလေးကတော့ဒီလောက်နဲ့အနိုင်ရဖို့လုံလောက်ပြီလို့ယုံကြည်နေခဲ့တယ်အဲ့ဒီအချိန်မှာကောင်လေးကမကြခင်ကဝယ်ထားတဲ့ဓာတ်ကိုကောက်ကင်လိုက်တယ်ပြီးတော့သူ့ကြောက်တုံးကိုအပြင်းပြင်းနဲ့ခွဲချလိုက်တယ်ချက်ချင်းပဲအစိမ်းအောင်လင်းတန်းကြီးထွက်ပေါ်လာခဲ့တယ်လူတိုင်းအံ့အားသင့်သွားကြတယ်ဒါကတကယ်တော့အစစ်အမြင့်ဆုံး Imperial Green Jade ဖြစ်နေခဲ့တယ်ဒီကြောက်စိမ့်ရဲ့တန်ဖိုးကတစ်ဂရမ်ကိုတောင်ဒေါ်လာ1 သန်းအထက်ရှိနိုင်တယ်